ကောင်လေးဟာအပြေးလွှာသွားလာရင်းခြေချော်ပြီးရေကန်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်ဝန်ထမ်းတွေကစူညံတန်ကိုကြားလို့ဝိုင်းဝန်းကြည့်ရှုခဲ့ကြပေမဲ့ဘယ်သူမှမရှိတော့တာကိုအတီးပြုတ်ပြီးတဲ့နောက်တိုက်ရိုက်ထွက်ခွာသွားခဲ့ကြပါတယ်ကောင်လေးရေအောက်ကိုနစ်မြုပ်သွားခဲ့တာကိုဘယ်သူမှလုံးဝမသိလိုက်ပါဘူးကံကောင်းထောက်မှစွာနဲ့ပဲအိုကာဝေလာငါးကြီးတစ်ကောင်ဟာကူးခတ်လာခဲ့ပါတယ်သူဟာကောင်လေးကိုပစက်နဲ့ထိန်းကောက်ပြီးရေကန်ဆက်ပလက်ဖောင်းပေါ်ကိုတေချာစွာတင်ပေးခဲ့ပါတယ်ကောင်လေးရေတွေအန်ထုတ်ပြီးတတိပြန်ရလာတဲ့အခါမှသာဒီဝေလာငါးကြီးကသူ့ကိုအသက်ကယ်ပေးခဲ့တယ်ဆိုတာကိုသိရှိသွားခဲ့ပါတော့တယ်ကျေးဇူးဆက်ခြင်းနဲ့စိတ်နဲ့ကောင်လေးဟာငါးကြီးတစ်ကောင်ကိုယူလာပြီးရေကန်ထဲကိုလှမ်းပစ်ချပေးခဲ့ပါတယ်ဒါပေမဲ့ဝေလာငါးကြီးကငါးကိုမစားဘဲကောင်လေးစီကိုပြန်ပြီးတွန်းပို့ပေးခဲ့ပါတယ်ဝေလာငါးကြီးငါးစားဖို့မတက်ဘူးလို့ထင်မှတ်သွားတဲ့ကောင်လေးဟာဝါပြတဲ့ပုံစံကိုလိုက်လုပ်ပြခဲ့တာပေါ့ဒါပေမဲ့ဝေလာငါးကြီးကကောင်းခါရမ်းပြီးတစ်စက်ကိုဟောင်းလောင်းပွင့်ပြခဲ့ပါတယ်သူကကောင်လေးလက်နဲ့ကန်ကျွေးတာကိုလိုချင်နေခဲ့တာပါစတင်ချိန်မှာတော့ကောင်လေးဟာအနှဲငယ်ကြောက်ရွံ့ခဲ့ပေမဲ့နောက်ဆုံးမှာတော့တက်တီမွေးပြီးငါးကိုဝေလာငါးကြီးရဲ့ပါးစပ်ထဲကိုလှမ်းပစ်ထည့်ပေးလိုက်ပါတယ်ဝေလာငါးကြီးလည်းဝမ်းသာအားရနဲ့ရေတွေကိုဖြန့်ပက်ခဲ့တာကြောင့်ကောင်လေးကသူ့ကိုလက်နဲ့လှမ်းလို့ထိဖို့ကြိုးစားခဲ့ပါတယ်ဝေလာငါးကြီးကလည်းသူ့ရဲ့ရည်ရွယ်ချက်ကိုရိပ်မိပြီးပုတ်တက်လို့ရအောင်အနာကိုတိုးကပ်လာခဲ့ပါတယ်ဒါပေမဲ့ကောင်လေးပြန်တော့မဲ့အချိန်မှာတော့ဝေလာငါးကြီးကခွဲခွာရမှာကိုမလိုလားပဲဘိုက်ကြီးကိုလှမ်းပြကချစ်ခင်ကြောင်းပြသခဲ့ပြီးနှုတ်ဆက်နေတယ်လို့မျိုးတောင်းပန်ခတ်ပြခဲ့ပါတယ်ကောင်လေးဟာမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့တာပေါ့သူ့ရဲ့လက်ကိုဆန်တန်းလိုက်တဲ့အခါမှာဝေလာငါးကြီးကလည်းသူ့ရဲ့တောင်ပန်ကိုလှမ်းထုတ်လာခဲ့ပါတယ်ကောင်လေးဝိုင်းဆက်လက်ပတ်တဲ့အခါမှာလည်းဝေလာငါးကြီးကအတူတူလိုက်လံကူးခတ်ပြခဲ့ပါတယ်ကောင်လေးကရှက်ထုတ်ပြတဲ့အခါမှာတော့ဝေလာငါးကြီးကအဲ့ဒီအတိုင်းအတိအကျလိုက်တူပပြခဲ့ပါသေးတယ်ဝန်ထမ်းတွေကတော့အလွန်ပဲမြင့်တက်သွားခဲ့ကြပါတယ်ကောင်လေးဟာသူတို့တစ်ခါမှမလုံနိုင်ခဲ့ဘူးတဲ့အရာကိုလှုပ်ဆောင်ပြနိုင်ခဲ့တာပါဒါကြောင့်ဝေလာငါးကြီးရဲ့နီးပြကကောင်လေးကိုငါးတကောင်လှမ်းပစ်ပေးခဲ့ပေမဲ့ဝေလာငါးကြီးကရေအောက်ကိုငုတ်ဆင်းပြီးသူ့ရဲ့အမီနဲ့ရေတွေကိုပက်ဖြန်းခဲ့ပါတယ်ဒါကိုမြင်တော့နီးပြကကောင်လေးကိုဝေလာငါးကြီးကိုစောင့်ရှောက်ဖို့ချက်ချင်းဖိတ်ခေါ်ခဲ့ပါတော့တယ်အဲ့ဒီနေ့ကစပြီးကောင်လေးဟာဝေလာငါးကြီးနဲ့အတူနေ့စဉ်အချိန်ကုန်ဆုံးခဲ့ပြီးဤစနစ်အမျိုးမျိုးနဲ့ဖျော်ဖြေဖို့တင် जा ပေးခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှဖျော်ဖြေပွဲတွေဟာပုံမခမ်းနားလာခဲ့ပေမဲ့ညတိုင်းမှာတော့ဝေလာငါးကြီးဟာသူ့ရဲ့မိသားစုကိုတန်တပီဝမ်းနေစွာအော်ဟစ်နေခဲ့ပါတယ်တနေ့မှာတော့ရေကန်ပိုင်ရှင်ကြီးဟာလာရောက်စစ်ဆေးခဲ့ပါတယ်သူဟာဝေလာငါးကြီးရေပေါ်မှာလှည့်ကူးတာတွေပုံစံမျိုးမျိုးပြောင်းလဲတာတွေကိုကြည့်ရှုခဲ့ပြီးနောက်ဆုံးမှာအမိန့်ပေးတဲ့အတိုင်းပလက်ဖောင်းပေါ်ကိုပြည့်စုံစွာရှော့တက်လာတာကိုမြင်တွေ့ခဲ့ရတာကြောင့်ကြီးကျယ်ခမ်းနားတဲ့ဝေလာငါးဖျော်ဖြေပွဲကြီးတစ်ခုကိုချက်ချင်းစီစဉ်ခဲ့ပါတော့တယ်ပွဲကျင်းပမဲ့နေ့မှာရေကန်ပတ်လည်မှာပရိသတ်တွေပြည့်နေနေခဲ့ပေမဲ့ကလေးတွေကဖန်သားပြင်ကိုထုနှက်နေကြတာကြောင့်ဝေလာငါးကြီးကိုအလွန်ပဲစိုးရိမ်ထိတ်လန့်စေခဲ့ပါတယ်ဖျော်ဖြေပွဲစတင်တော့မဲ့အချိန်မှာဝေလာငါးကြီးဟာရေပေါ်ကိုတက်လာပြီးကောင်လေးကိုတောင်းဆိုတဲ့မျက်ဝန်းတွေနဲ့ကြည့်ခဲ့ပေမဲ့ကောင်လေးကတော့ဘာကိုဆိုလိုမှန်းလုံးဝနားမလည်ခဲ့ပါဘူးသူဟာမတက်ရက်ပြီးဝေလာငါးကြီးကိုပြင်ဆင်ဖို့လက်နဲ့အချက်ပြခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်မှာဝေလာငါးကြီးကလုံးဝလိုက်မလုပ်ဘဲဝမ်းနဲ့ကြေကွဲတဲ့အတန်နဲ့အော်ဟစ်ကရေကန်ရဲ့အနက်ဆုံးဘက်ကိုကူးခတ်သွားခဲ့ပါတယ်ပရိသတ်တွေကစိတ်ရှည်မှုကုံဆုံးလာခဲ့ကြတာကြောင့်ကောင်လေးဟာအရှက်ရပြီးစင်ပေါ်ကနေထွက်ပြေးသွားခဲ့ရပါတယ်ကလေးတွေကဖန်သားပြင်ကိုဆက်လက်ထုနှက်နေတော့မှပဲဝေလာငါးကြီးဟာရုတ်တရက်အရှိန်မြင့်တင်လိုက်ပြီးဖန်သားပြင်ကိုအပြင်းထန်ဝင်ဆောင်ချလိုက်တာကြောင့်ကလေးတွေထိတ်လန့်ပြီးထွက်ပြေးသွားခဲ့ကြရပါတယ်အဲ့ဒီညမှာပဲကောင်လေးဟာဝေလာငါးကြီးရဲ့ရေကန်ကိုရောက်ရှိလာခဲ့ပြီးသူ့ရဲ့မနာခံမှုကြောင့်အလုတ်ပြုတ်သွားခဲ့ပြီးဖြစ်လို့နှုတ်ဆက်ဖို့ရောက်လာခဲ့တာပါဒါပေမဲ့သူပြန်လှည့်ထွက်သွားမဲ့အချိန်မှာပဲဝေလာငါးကြီးဟာပင်လယ်ပြင်ကြီးဘက်ကိုမျက်နှာမူပြီးဝမ်းနေစွာအော်ဟစ်လိုက်ပါတော့တယ်ကောင်လေးဟာအတန်လာရာစီကိုလှမ်းကြည့်လိုက်တဲ့အခါမှာရေထဲမှာရှိနေတဲ့အိုကာဝေလာငါးအုပ်ကြီးကိုလှမ်းမြင်လိုက်ရပါတယ်သူ့ရဲ့တငယ်ချင်းဝေလာငါးကြီးရဲ့မိသားစုဟာအပြင်ဘက်မှာအမြဲတမ်းစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးဟာရေကန်ထဲကနေအလင်းရောင်တစ်ခုထွက်ပေါ်လာတာကိုသတိထားမိသွားခဲ့ပါတယ်ပိုင်ရှင်ဖြစ်သူဟာအာမချင်းငွေအများကြီးထုတ်ယူနိုင်ဖို့အတွက်ရေကန်ကိုတိတ်တဆိတ်ဖြတ်စီးပြီးဝေလာငါးကြီးကိုတပ်ပစ်ဖို့ကြိုးစားနေကြတာပါကောင်လေးဟာမြေအောက်ခန်းကိုအပြေးလွှားသွားရောက်ခဲ့ရမှာရေကန်ကြီးပြင်းထန်စွာယိုစိမ့်နေတာကိုတွေ့ရှိသွားခဲ့ရပါတယ်ဝေလာငါးကြီးကိုကယ်ကြရအောင်လို့သူနဲ့နီးပြတို့ဟာဝေလာငါးကြီးကိုပင်လယ်ထဲပြန်လည်လွတ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ဟာဝေလာငါးကြီးကိုထရက်ကားပေါ်ကိုတိတ်တဆိတ်တင်ဆောင်လာခဲ့ပြီးကမ်းခြေစီခေါ်ဆောင်သွားခဲ့ကြပါတယ်ရင်မောင်းကလည်းထရက်ကားကိုပင်လယ်ထဲကိုဓာတ်ရိုက်နောက်ပြန်မောင်းချပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဝေလာငါးကြီးဟာပင်လယ်ပြင်စီကိုပြန်လည်ရောက်ရှိသွားခဲ့ပါပြီဒါပေမဲ့သူတို့ပျော်ရွှင်နေတဲ့အချိန်မှာပဲပိုင်ရှင်ဖြစ်သူဟာလူတွေနဲ့အတူရောက်ရှိလာခဲ့ပါတယ်သူတို့ဟာငါးဖမ်းလေတွေကိုဆေးလွတ်ပြီးဝေလာငါးကြီးကိုပြန်လည်ဖမ်းဆီးဖို့ကြိုးစားခဲ့ကြပါတယ်ဒီလိုအရေးကြီးတဲ့အချိန်မှာကောင်လေးဟာရှေ့ကိုထွက်လာပြီးဝေလာငါးကြီးကိုလှိုင်းကတတားဘက်ကိုလမ်းညွှန်ပေးခဲ့ပါတယ်အဲ့ဒီနေရာမှာကောင်လေးဟာသူ့ရဲ့ဝမ်းနည်းမှုကိုချုပ်တဲပြီးဝေလာငါးကြီးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်ကောင်လေးရဲ့အားပေးမှုကိုရရှိလိုက်တဲ့အခါမှာဝေလာငါးကြီးဟာရေပြင်ပေါ်ကိုရုတ်တရက်ခုန်ထွက်လာခဲ့ပြီးကောင်လေးရဲ့ခေါင်းပေါ်ကနေဖြတ်ကျော်ကပင်လယ်ထဲကိုအောင်မြင်စွာခုန်ဆင်းသွားခဲ့ပါတော့တယ်အခုဆိုရင်တော့ဝေလာငါးကြီးဟာနောက်ဆုံးမှာအသက်ပြန်ရှင်ခွင့်ရရှိသွားခဲ့ပါပြီကဲပရိသတ်ကြီးရောလူသားတွေအနေနဲ့အိုကာဝေလာငါးတွေကိုတဘာဝတော်ရိုင်းဘဝစီပြန်လည်ပို့ဆောင်ပေးတဲ့လို့ထင်ပါသလားဗျာမိမိတို့ရဲ့အမြင်တွေကိုကွန်မန့်မှာမျှဝေဆွေးနွေးသွားခဲ့ကြပါဦးနော်